မြောက်ပါရခြင်းအကျိုးငါဣတရဏေနအဟပရဏဂုံသုံးပါးနှင့်တကွသင်္ဇာတိတံနာဘာသောသီလတော်မြတ်ကိုသမာဓိယာမကုသိုလ်အမြတ်ယူတော်မူကြပါကုန်သောသာကုသိုလ်အမြတ်ယူတော်မူကြပါကုန်သောသာ